Hello အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေရတော့ရန်ကုန် Convention Center မှာကျွန်တော်ရောက်ရှိနေရပါပဲဖြစ်ပါတယ်ဒီလိုဘာလာလုပ်ပေးရလဲဆိုတော့ကျွန်တော်တို့ရန်ကုန်အိတ်ပွေစီတင်ကဦးစီးကျင်းပါတယ်ပေါ့နော်ကျွန်တော်တို့ Aircon Skill Competition ပြိုင်ပွဲဆိုကျွန်တော်ရောက်ရှိနေဖြစ်ပါတယ်ဒီပြိုင်ပွဲလေးရာဆိုရင်ကျွန်တော်တို့6ရက်နေ့ကနေ10ရက်နေ့ထိကျွန်တော်ကျင်းပပေးမှာဖြစ်ပါတယ်ဒီပြိုင်ပွဲလေးမှာဆိုရင်တော့ကျွန်တော် Aircon လောကမှာရှိတဲ့ညီကိုတွေအတွက်စကေးကိုကျွန်တော်တို့စကေးနဲ့ပတ်သက်တာများကိုကျွန်တော်ပြိုင်ပေးတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒါကတော့2026ရက်ရန်ကုန် Aircon Skill Competition ပြိုင်ပွဲမှာကျွန်တော်တို့ရောက်ရှိနေတာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့အချိန်မှာရှိရaccessory တွေနဲ့ပြိုင်ပွဲကျင်းပနေတာလေးဖြစ်ပါတယ်ဒီပြိုင်ပွဲကိုပြန်ပြီးတော့ကျွန်တော်ရိုက်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲစောင့်ကြည့်ပေးပါအောင်ခင်ဗျာခုမှတော့ဒါကျွန်တော်တို့basic နဲ့ပေါ့နော်ကျွန်တော်တို့ skill ဆိုတဲ့ဟာလေးကိုပုံဖော်နေရာလေးကိုကျွန်တော်ရိုက်ပြပေးတာဖြစ်ပါတယ်အေကွန်လောကမှာရှိတဲ့ညီကိုတွေများလည်းနောက်နှစ်ဒီမှာကျွန်တော်တို့အခုလိုမျိုးပြိုင်ပွဲများကိုဆက်လက်ကျင်းပနိုင်မှုအတွက်ကူညီပေးထားတဲ့စပွန်ဆာကိုများကိုလည်းကျွန်တော်တို့ရန်ကုန်အိတ်ပွေစီအသင်းမှာကျေးဇူးအများကြီးတင်ရှိပါတယ်ဒီလိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်